အားလုံးပဲမင်္ဂလာပါဆရာကိုဆန်းဝမ်းမှာဗီဒီယိုနဲ့ကြားမြင်ပါရမီရှင်မှာဆရာစီမှာဗီဒီယိုဘုခင်တင်လို့ရပါတယ်ဒီဗီဒီယိုလေးမှာဆရာဆန်းဝမ်းကreview လေးလုပ်ချင်တာပေါ့နော် review ဆိုတာတော်တော်ရင်ထဲထိလို့ပါတော်တော်ရင်ထဲထိလို့ပေါ့နော်အခုဒါကထိုင်းနိုင်ငံ Central Wall ထိုင်းနိုင်ငံ Central Wall မှာကိတ်မုံဆိုင်အသစ်ဖွင့်တာလေနော်ကိတ်မုံဆိုင်အသစ်ဖွင့်တာလေအလွာတော့မမှတ်မိတော့ဘူးကွယ်ဈေးပတ်ရင်းနဲ့ဝယ်လိုက်တာဆိုတော့ဘိုက်စာလိုဝယ်လိုက်တာဆိုတော့ကိတ်မုံဆိုင်အသစ်ဖွင့်ထားတယ်ဆိုင်ရဲ့ decoration ကလည်းလုံးဝရှယ်နော်လုံးဝရှယ်ပြီးလို့ရှိရင်ဆရာတို့เนาะဒီမှာအိတ်ကလေးเนาะဒီမှာဆရာရဲ့တပည့်မအတွက်တလုံးပေါ့เนาะတိမ်မုံတလုံးဂျာကြီးကတော့သူမကြိုက်ဘူးအဲ့လိုအစီအနှိမ်အချွဲ့အပြည့်အကြီးရွယ်သူမကြိုက်ဘူးအဲ့တော့တပည့်မအတွက်တလုံးဆရာကတလုံးပေါ့เนาะအဲ့လိုမျိုးဆရာဝယ်လိုက်တယ်ပေါ့เนาะဝယ်လိုက်တော့ကြတော့ဒါဆရာတို့ဖောက်မယ်ပေါ့เนาะဒါကတော့တလုံးကတော့ကဲဒီမှာဖောက်ကြမယ်အဲ့လိုဖောက်လိုက်တယ်ပေါ့နော်အဲ့လိုဖောက်လိုက်တယ်ဆိုလို့ရှိရင်ကဲဒီမှာဒါဒီလိုရှိတယ်ပေါ့နော်ဒီလိုဖောက်လိုက်ပြီဒါကိုလည်းဒီလိုဖောက်လိုက်ပြီတော့ကတ်ထားတယ်ပေါ့နော်တော်တော်မိုက်တယ်ကြလားအိတ်လည်းတော်တော်မိုက်တယ်ပါကေးဂျကတော့လုံးဝနံပါတ်1ပဲဖဲချိုးလေးတွေနဲ့လည်းတေချာချီထားတယ်အိတ်ရဲ့ quality ကလည်းလုံးဝ so fine တယ်ဇွန်လေးဓာတ်လေးလည်းဒီမှာဇွန်လေးဓာတ်လေးလည်းထည့်ထားပေးတယ်နော်ဇုံလေးဓာတ်လေးတွေထည့်ထားပြီးတော်တော် fine တာပေါ့နော်ဇုံလေးဓာတ်လေးလည်းထည့်ထားပြီးတယ်ပြီးလို့ရှိရင်ရေခဲအိတ်နဲ့အိတ်လည်းပါတယ်ဒီမှာရေခဲအိတ်ကလေးပေါ့နော်သူကရေခဲအိတ်တွေသူကဆိုင်ရဘာပြောလိုက်လဲဆိုတော့ရေခဲအိတ်နဲ့အိတ်လည်းပါတယ်ဆိုင်ရဘာပြောလိုက်လဲဆိုတော့သူက6နာရီပဲအထားခံမယ်တဲ့ရေခဲတက်တာထဲမှာထားရင်တော့2ရက်အထားခံမယ်ပေါ့နော်ဒါပေမဲ့ဟိုရေခဲတက်တာထဲမှာမထားဘူးပြင်မှာပဲထားမှာဆိုရင်တော့6နာရီပဲထားခံမယ်ပေါ့နော်အဲ့ဒါပြောလိုက်တယ်ပေါ့နော်အခုလုံးဝpackaging ကလုံးဝ share တယ်ပေါ့နော်တော်တော် share တယ်အဲ့တော့ဒီမှာတဘူးပေါ့နော်ဒီမှာတဘူးကိုလည်းကျွန်တော်ဖွင့်ပြပါမယ်နော်တော်တော်လေးကို different shape ဖြစ်တယ်ပေါ့နော်အရန်ကွဲပြားတယ်ရှင်နေတော်တော်ထိတယ်ပေါ့နော်ဒီမှာဇွန်နေပေါ့နော်ဒီမှာဇွန်နော်ဒီမှာဇွန်နော်ဒီမှာကိတ်မို့အဲ့လိုဖြစ်ဒီမှာကိတ်မို့ဒီမှာအိတ်သူ့ရဲ့အိတ်ကိုဒီမှာကြည့်အိတ်ကဒီမှာလုံးဝအဖိုင်းအထဲထဲမှာเนาะဒီမှာအေးကန်အပူကန်နဲ့သူလှုပ်ထားတယ် quality အလွန်မိုက်တယ် quality အရန်မိုက်တယ် moni ပေါ့เนาะနာမည်က moni လို့ခေါ်တယ်ပေါ့เนาะအခုအသစ်ဖွင့်ထားတာเนาะတော်တော် fine နေလုံးဝ different shape ဖြစ်တယ်အဲ့တော့ဒီမှာပေါ့เนาะဒီမှာတစ်လုံးနှလုံးဒီမှာတပည့်မအတွက်တစ်လုံးကျွန်တော်တစ်လုံးပေါ့เนาะတစ်လုံးစားကြမယ်ဆိုတော့ကဲဒါဆိုတော်တော်လေးကိုနော်မမြင်ဘူးသေးဘူးနော်ဒီမှာတိတ်ခွဲလေးဟာဒီမှာဆိုနော်အဲ့တော့ဒါသူ့ရဲ့ကိတ်ဒီမှာနော်တော်တော်မိုက်တာတလားပါကေးချင်းမာနေကိုကြွေကြတယ်ပေါ့နော်ပြောမယ်ဆိုတော့ဆရာဆန်းဝမ်းပါကေးချင်းမာနေကိုတော်တော်ကြွေနေပြီပေါ့နော်ဒါလေးကဘာလို့ကြက်နေရလဲစစ်ကြည့်ရမယ်နော်โอเคဘာလို့စာရွက်လေးတော့တတ်ထားကော်နဲ့ထိန်းထားဟာဆရာကကော်လေးနဲ့ထိန်းထားတယ်ပေါ့နော်ကော်လေးနဲ့ထိန်းထားတယ်ဒီမှာဓာတုပါကေးချင်းနော်ကဲကိတ်မုံလေးထွက်လာပါပြီဒါသူ့ရဲ့ပါကေးချင်းဒီမှာကိတ်မုံလေးဒီမှာမော်နီဆွဲတစ်စိမ့်နေဒီမှာတော်တော် fine နေတော့တော်တော် fine နေပေါ့နော်အဲ့တော့ဒါကတော့တပည့်မဟာပေါ့နော်အဲ့တော့ဒါတပည့်မဟာအဲ့တပည့်မဟာထားလိုက်မယ်ပေါ့နော်ဘေးမှာထားလိုက်မယ်ပေါ့နော်တော်တော် fine နေပေါ့နော်ဒါတပည့်မဟာပေါ့နော်ရစားလို့ရပြီနော်ရိုက်ပြီးပါပြီစားပါတော့မယ်တော်တော်လေး fine နေပေါ့နော်ဒါဆိုပေါ့နော်ကဲစားကြမယ်ဒါသူ့ရဲ့ tissue ဒီမှာသူထည့်ပေးလိုက်တဲ့ tissue ကလည်းလုံးဝ share ပဲနော်ရေခဲတော့လည်းထည့်ပေးလိုက်တယ်ဒါအိတ်နဲ့အိတ်ပေါ့နော်ရစားလို့ရဒါသူ့ဟာပေါ့နော်ဒါသူ့ဆိုဒါသူ့ဟာဒီမှာဟော share ဒီမှာတော်တွေ့စင်းတယ်ကွာပါကေးချင်းမာနေကိုလုံးဝဆွဲဆောင်မှုအပြည့်ရှိတယ်ပေါ့နော်အဲ့တော့ရတာစားမယ်ပေါ့နော်
သူက6နာရီပဲခံပါတဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်အိုးရက်စက်တယ်ပြောနေနေတော့ရတာတော့ဘာမှပြောကြမရှိဘူးပေါ့နော်ရတာတော့ပြောမနေနေတော့ဆိုတော့အိုးလှီးလို့တော့မရအောင်အစ်ဆက်ချက်ကကိတ်မုံရဲ့အသားလှီးလို့တော့မရအောင်မတရားကိုနူးဤလုံးတဲ့အတွက်လှီးလို့တော့မရဘူးပေါ့ကိတ်မုံသားတော်တော်လေးကိုဖိုင်းနေဟုတ်ရဲ့ဗျာဘယ်မှာမိုက်လဲသူကတော်မိုက်တယ်တော်မိုက်တယ်ဘာနဲ့တူလဲဆိုတော့ပူတင်းနဲ့တူတယ်ပူတင်းပုံစံမျိုးလုံးဝဖန်တီးထားတယ်ဒီမှာအထဲမှာခရင်ပါတယ်ပြေးကြတယ်ဒီဆိုင်ပေါက်ပြီအာမခံတယ်မျိုးတို့ပြေးကြတယ်ဒီကိတ်မုံဆိုင်ပေါက်ပြီစေတနာထားပြီးတော့တေချာလောက်ထားပေးတာပေါ့နော်ဒီမှာ packaging style အရမ်းမိုက်တယ်တကယ်မိုက်တယ်ပေါ့နော်ပုံမပြောဘူးเนาะအဲ့တော့မစားရသေးတဲ့ဆယ်လီတွေမင်းသားမင်းသမီးတွေအမှုပညာရှင်တွေနယ်ပယ်တီးတီးမှာအောင်မြင်ကြော်ကြားသူတွေထိုင်းကိုရောက်ခဲ့လို့ Central Wall ကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ရေခဲတုပ်တွေချစ်စရာလေးဒီမှာ cheese တို့လည်းရေးထားရတော့ cheese လို့လည်းရေးထားရတော့ဒီမှာရေခဲလေးလည်းပါတယ် cheese လို့လည်းရေးထားတယ်ဘာလေးလဲမသိခဏနေမှာစားကြည့်အောင်မယ်ဖောက်ကြည့်အောင်မယ်ပေါ့နော်ဟုတ်တယ်ဂျယ်လီလေးလိုမျိုးလေးရော့ဒီမှာဂျယ်လီလေးတွေလားမသိပါလာတယ်တိလားသူက cheese လို့ရေးထားတယ်ဂျယ်လီလေးတွေပါလာတယ်တိလားကျွန်တော်ရေခဲတုံးမှတ်တယ်ရေခဲတုံးမဟုတ်ဘူးလုံးဝ fine သွားပြီကွာလုံးဝဒါကတော့တိလားတော်တော် fine သွားပြီမျိုးတို့ရေနော်တေးကြတာတခုကတော့ဒီဆိုင်ကတော့တေးကြတယ်ပေါက်ပြီတေးကြပေါက်ရောင်းရပြီစားပြီးသွားလို့ရှိရင်ထပ်စားခြင်းတဲ့စိတ်ကိုတေးကြပေါက်ဖြစ်ပေါ်ပြီနော်အနက်အရသာဆွဲလန်းမှုကိုတေချာတိဆောက်ထားတယ်နော်အနက်ရဲ့အရသာရဲ့ဆွဲလန်းမှုကိုတေချာတိဆောက်ထားတယ်သူကရှာပေါ်ကိုတင်လိုက်တာနဲ့အဲ့ဒီရဲ့တုတ်ပြန်မှုကအုံနောက်ကိုသွားရိုက်ခတ်တာဒီနေရာမှာသွားရိုက်ခတ်တာသူ့ရဲ့ဒီကောင်းမွန်မှုอ่ะပေါ့နော်အနက်ကလည်းအရန် fine နေအုံနောက်ရဲ့ကောင်းမွန်မှုအုံနောက်ရဲ့ molecule နေရာကိုသွားပြီးရိုက်ခတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းကြိုက်သွားပြီဈေးတော့မမှတ်မိတော့ဈေးမှတ်မိလား200ကျော်လား300ကျော်လားမသိဘူးဈေးမမှတ်မိတော့ဘတ်200ကျော်လားဘတ်300ကျော်လားမသိကျွန်တော်ဈေးမမှတ်မိတော့အဲ့ဆိုကျွန်တော်တကယ်ချင်းနေဝယ်ကြွေးတာဖြစ်တဲ့အတွက်ပေါ့နော်ဈေးမမှတ်မိတော့သူတို့တော့ဓာတ်ပုံရိုက်ပေးလိုက်သေးတယ်အဲ့ဝင်ချင်ပဲဖြစ်မယ်200ကျော်နဲ့ဘတ်200ကျော်နဲ့300ကျော်တခုခုပဲပေါ့နော်ပူတင်းနဲ့တူတယ်သူ့ရဲ့ကိတ်မုံအသားကသူက fashion ဘာပြောလဲဆိုတော့2ယောက်စာဒီကိတ်မုံတစ်လုံးက2ယောက်စာလောက်ထားတာတဲ့2ယောက်စာစားလို့ရအောင်ထုတ်ထားပေးတာတဲ့ကျွန်တော်မေးလိုက်တာလေကိတ်မုံကတေးသေးလေးလားလို့တခိုက်စာပဲလားတေးသေးလေးလားလို့တေးသေးလေးဆိုရှင်ကျွန်တော်နှလုံးသုံးလုံးအားပေးမလို့ပေါ့နော်ဘတ်1000မိုးလောက်အားပေးမလို့မဟုတ်ဘူးတဲ့ကြီးတယ်တဲ့ကြီးရင်တော်ပြီတစ်လုံးပဲယူမယ်ဆိုတကယ်လဲကြီးတော့တန်တယ်ဟေးဘတ်200ကျော်300ကျော်တော့တန်တယ်လို့ပြောလို့ရတယ်စားမယ်တောက်တိုင်းသွားစားမယ်ကြိုက်သွားတယ်ပူတင်းနဲ့တူတယ်ကိတ်မုံဆိုပေမဲ့ပူတင်းနဲ့တူတယ်ပြီးရင်လည်းအဲ့ဒီမှာလုပ်နေတဲ့စိုင်မန်နေဂျာလားမသိဘူးပေါ့နော်စိုင်မန်နေဂျာကမြန်မာကောင်းရောဒီတော့မကြိုက်ဘူးဒါပေမဲ့သူ့အတွက်ခြံထားပေးလိုက်မယ်သူစားလို့ရအောင်စားဖို့လည်းရှိအောင်သူကဒါမျိုးတွေမကြိုက်ဘူးသူကဒါပေမဲ့ဘလို့အရသာရှိရဲဆိုတော့သူ့ချိတွေ့စေခြင်းတယ်
တော်မိုက်တယ်ဗျာအဲ့တော့မင်းသားမင်းသမီးတွေအမှုပညာရှင်တွေဆယ်လီတွေ level သီးမှာထင်ရှားကြော်ကြားသူတွေဟုတ်တယ်ရှိလူကြီးမင်းနဲ့ကိုညာသားသမီးပေါင်းသူတော်ကောင်းလို့ပေါ့နော်အလုံးစုံပေါ့နော်ဆရာဆိုင်ဝမ်တိုက်တော်မှာရယ်ထိုင်းနိုင်ငံရောက်လို့ Central Wall ကိုရောက်လို့ဖြစ်လို့ရှိရင် Central Wall ရဲ့ဒုတိယဓာတ်မှာလား3လွှာမှာလားမသိဘူးရှိရပေါ့နော်မိုနီတဲ့ဆိုင်တစ်ဆိုင်လုံးကပိုင်းအောင်နဲ့ဖန်တီးထားတာပေါ့နော်ဆိုင်တစ်ဆိုင်လုံးကပိုင်းအောင်နဲ့ဖန်တီးထားတာတော်တော် fine တယ်တခါတည်းထိုင်စားလို့လည်းရတယ်ပေါ့နော်တခါတည်းထိုင်စားလို့လည်းရတယ်ကျွန်တော်ကိုယ်တိုင်တော့အရန်ကြိုက်သွားပြီသွားအားပေးမယ်ပေါ့နော်သူ့ရဲ့တုံးထားတဲ့ဂျုံတုံးထားတဲ့ဂျုံသူ့ရဲ့တုံးထားတဲ့ဂျုံတုံးထားတဲ့ထောပတ်လာပြီနော်တုံးထားတဲ့ဂျုံတုံးထားတဲ့ထောပတ်တုံးထားတဲ့နို့စီတုံးထားတဲ့ပါဝင်ပစ္စည်းပေါ့နော်စော်ရာလည်းပါမယ်ထင်တယ်နော်ပြီးကြက်ဥနို့စီဂျုံဒါတွေတုံးထားတယ်ပေါ့နော်ပြီးရင်ခရင်ပေါ့နော်အရန်လက်ဆက်တယ်စားဘူးသမျှကိတ်မုံထဲမှာရှင်းရှင်းပြောမယ်ဆိုဘာသာကိတ်ထက်တောင်ကြော်သွားတယ်သူ့ရဲ့နူးညံ့မှုကဘာသာကိတ်ထက်ပါကြော်သွားတယ်ပေါ့နော်ဆရာပဲကွာကျေးဇူးတင်ပါတယ်ပိုင်ရှင်ကိုကျေးဇူးတင်တယ်ဒီလိုမျိုးစားကောင်းတောက်ခွဲ9ရက်သားသမီးစားနိုင်အောင်ထုတ်လုပ်ပေးတဲ့ပိုင်ရှင်ဈေးနှုန်းတတ်နဲ့ရောင်းချပေးတဲ့ပိုင်ရှင်ကျမ်းမာပါစေချမ်းသာပါစေလို့အရင်ဆုံးဆုတောင်းလိုက်တယ်ပေါ့နော်အရန်ကောင်းလို့ဒီနေ့ထိသွားပြီဆွဲသွားပြီမိုနီရေစင်ထရယ်ဘောရောက်တိုင်းလာစားမယ်နော် quality ကိုထိန်းထားပေးပါတုံးထားတဲ့ခရင်ကအစလုံးဝ fine တယ်အပေါ်စားမဆန့်ဘူး formula ပေါ့နော်သူ့ရဲ့ formula ဘယ်နိုင်ငံရဲ့ formula လဲမသိဘူးနော်မေးလိုက်အောင်မယ်နောက်ကျမှမေးလိုက်အောင်မယ် formula ဆိုတော့မိုက်တယ် formula ဒါနိုင်ငံခြား formula ဖြစ်ဖို့များတယ်တော်ကြီးကို insert ညံ့ညောပြီးတော့မှဘာသွားသတိရလဲဆိုတော့အလူမင်္ဂလာပွဲတွေတန်ဃာတော်တွေအလူမင်္ဂလာပွဲတွေအဲ့လိုပွဲလမ်းတစ်ပင်တွေကိုကျွေးဖို့ရအတွက်ဧည့်သည်တွေကိုကျွေးဖို့အတွက်တော်တော်တင့်တော်တဲ့တင်ပုံဖြစ်ပါတယ်ပြီးရင်ကျွန်တော်မြန်မာနိုင်ငံဖုံတွေကိုသွားသတိရတယ်ဖုံတွေပေါ့နော်အလူမင်္ဂလာပွဲရဲ့ဖုံတွေစုပ်ကတ်တဲ့အချိန်မှာအချိုဝဲမှာဖုံတွေကိုလှူချင်လိုက်တာဝက်ကွယ်ပွဲပေါင်းများစွာမှာပြီးတော့မှဖုံတွေစုပ်ကတ်တဲ့အချိန်မှာအချိုဝဲတဲ့တဲ့အချိန်မှာမှာချင်လိုက်တာတော်တော်ကောင်းတယ်ပို့မပြောတေးကြတယ်ဒီဆိုင်အောင်မြင်ပြီအာမခံတယ်ဆက်ပြီးတော့မှရက်တည်မယ်ဆိုရင်ရေရှည်အတွက်သူရက်တည်မယ်ဆိုရင်မွန်နီတထေးကြီးပြောပြလိုက်ပါတယ်မွန်နီတထေးအောင်မြင်ပါပြီနော်နှစ်ပေါင်းများစွာဆက်လက်ရက်တည်နိုင်ပါစေတကယ်လည်းအောင်မြင်ပါစေမွန်နီတထေးကြီးတကယ်ကောင်းပါတယ်ဈေးကွက်ရဲ့ marketing ကိုမတူညီတဲ့ differentiate နဲ့ထွက်လာတယ်မတူညီတဲ့ design မတူညီတဲ့ packaging မတူညီတဲ့အနက်အရသာနဲ့ဆိုင်ရဲ့ဝန်ဆောင်မှုကလည်းလုံးဝ fine manager မြန်မာထိုင်းနိုင်ငံမှာလုပ်နေတဲ့ manager လားဆိုင်ရှင်လားမသိဘူးပေါ့နော်မြန်မာအကိုကြီးကမျက်နှာလေးကိုပြုံးနေတာပဲမျက်နှာလေးကိုစက်တည်ရှိလိုက်တာမှဆိုင်ရှင်ကအဲ့တော့ဒီဆိုင်ရဲ့အားသာချက်တွေကို review ကောက်ရမယ်ဆိုလို့ရှိရင်ဇိုခင်ရဲ့တစ်ခါတည်းပါတယ် packaging fine နဲ့အထုပ်က fine နဲ့ဘူး fine နဲ့အရသာ fine နဲ့ဆိုင် customer ဝန်ဆောင်မှုနံပါတ်1 5 star ပေးတယ် very good action အရသာသူ့ရဲ့ပါဝင်ပစ္စည်းတွေထောပတ်ကြက်ဥဂျုံတုံးထားတဲ့ formula very good fine အေးကြလာတော့နိုင်ငံခြား formula ကိုတုံးထားတာဖြစ်ဖို့များတယ်။ဘာလို့ကျွန်တော်အမျိုးတွေလည်းမုံလောက်ကန်လုပ်တဲ့အထော်တွေလည်းရှိတာဖြစ်တဲ့အတွက်တော်တော်သိတယ်လीနော်။မုံနဲ့ပတ်သက်လာရင်ကျွန်တော်သိတယ်။ဆိုတော့ကဲမိုနီရေကျွန်တော်တော့ review အကြီးလုပ်ပေးလိုက်ပါတယ်နော်
မိုနီလေး review ကြီးလုပ်ပေးလိုက်ပါတယ်အဲ့တော့လူပညာရှင်တွေရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့ celebrity တွေထင်ရှားနေပဲအသီးသီးမှာထင်ရှားကြော်ကြားသူတွေခုနှစ်သားသမီးတွေနဲ့နော်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိနေကြကုန်တော့ခုနှစ်သားသမီးတွေရောကမ္ဘာတနိုင်ငံလုံးမှာရှိနေကြကုန်တော့ခုနှစ်သားသမီးတွေအားလုံးကိုရောဒီမိုနီကိတ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်လို့နော်အလဲအပတ်အနေနဲ့ထိုင်းနိုင်ငံကိုရောက်ရှိခဲ့တယ်ဆိုလို့ရှိရင် Central Wall 2လွှာမှာလား3လွှာမှာလားမသိကြတော့ဘူးလဲပတ်ရင်းနဲ့စားတာဖြစ်ဝင်စားတာဖြစ်တဲ့အတွက်မိုနီရဲ့ကိတ်ကိုဝင်စားကြပါလို့ review လေးပေးလိုက်ပါတယ်နော် food blogger တော့မဟုတ်ဘူးကြုံရင်းနဲ့ဝယ်လာလို့ရိုက်ပြပေးတာတကယ်ကောင်းလို့ညွှန်ပေးတာပါဆရာကိုဆိုင်ဝမ်ကကောင်းမွန်တဲ့ပစ္စည်းလေးဆိုအများနဲ့ညွှန်ပေးတတ်တဲ့အချင်းရှိလို့ပါနော်ကျေးဇူးပါဆက်စားလိုက်ပါဦးမယ်ကျေးဇူးတင်ပါတယ်